ဒီမိရဲ့သားကောင်ဖြစ်ခဲ့ရတူတိုင်းဟာခန္ဓာကိုယ်နဲ့ဥကောင်းသက်ဆက်သေးပြန်တွေ့ရတယ်ဆိုတာမရှိခဲ့ပါဘူးဇလန်းအစမှာတော့ကြောက်ရွံ့တုံးလုံနေရတဲ့ဝေးလံခေါင်ပြားတဲ့ရွာကလေးတစ်ရွာကိုတွေ့မြင်ကြရမှာပါဒီရွာလေးမှာတော့မြစ်အနီးတစ်ဝိုက်မှာကျက်စားနေထိုင်တဲ့ဥကောင်းပြက်နှက်ဆိုးအကြောင်းထိတ်လန့်စရာဒဏ္ဍာရီတစ်ခုပြန့်နှံ့နေခဲ့ပါတယ်အဲ့ဒီတတဝါဟာမြင်နာကိုချင်းကပ်လာသူမှန်သမျှကိုအမဲလိုက်ပြီးခေါင်းဖြတ်တက်လေရှိသလိုဥကောင်းမပါတဲ့အလောင်းတွေကိုမြစ်ထဲကနေအပြင်ကိုပြစ်ထုတ်လေရှိတယ်လို့ဆိုကြပါတယ်ပထမတော့ဒါဟာဒန်တာရီတစ်ခုလိုပဲအားလုံးကထင်မှတ်ခဲ့ကြပေမယ့်တဖြည်းဖြည်းနဲ့တေဆုံးသူတွေတကယ်ရှိလာတဲ့အခါမှာတော့ရွာသားတွေဟာမြစ်အနီးကိုမကက်ရဲကြတော့ပါဘူးလမ်းမလိုပဲဖြစ်ဖြစ်မယူရဲဆန်ပြီးတွားမိလိုပဲဖြစ်ဖြစ်အဲ့ဒီနေရာကိုရောက်သွားသူတိုင်းဟာနောက်ပိုင်းမှာခေါင်းမပါတဲ့ရုပ်ပြက်စင်းပြက်အလောင်းတွေအထစ်နဲ့ပဲပြန်တွေ့ရတတ်ပါတယ်ရွာသားတယောက်ပျောက်ဆုံးသွားတိုင်းဒါဟာနတ်ဆိုးရဲ့လက်ချက်ပဲလို့ရွာသားတွေကတထိုက်ချင်းယုံကြည်နေကြပါတယ်ဒီလိုနဲ့တနေ့မှာတော့ဒီเจ้าမက်ဖွယ်ရာဘေးဒုက္ခဟာနာဂါလို့ခေါ်တဲ့အမျိုးသမီးငယ်လေးစီကိုရောက်ရှိလာပါတော့တယ်။နာဂါဟာအစာအနမကျန်ပျောက်ဆုံးသွားခဲ့ပါတယ်။နေကန်းသားမှာသူမရဲ့ဖက်နှက်ကိုသာတွေ့ရပြီးရုပ်အလောင်းကိုတော့ရှာမတွေ့ခဲ့ပါဘူး။ရွာသူရွာသားတွေနဲ့ရွာလူကြီးလီယမ်နုကတော့နာဂါတယောက်မျက်နှာဆိုးရဲ့ဖန်ဆားခြင်းကိုခံလိုက်ရပြီလို့ပဲအရှုံးပေးလက်ခံလိုက်ကြပါတယ်။ဒါပေမဲ့ဒီအချက်ကိုလက်မခံနိုင်တဲ့သူတယောက်ရှိပါတယ်။သူကတော့နာဂါရဲ့အတော်မုန်းပါပဲ။မွန်ကတော့သူမရဲ့တူမလေးအသက်ရှင်နေသေးတယ်လို့ယုံကြည်နေပြီးနောက်ဆုံးမှာတော့မြို့ကနေနာမည်ကြီးစုံတောက်တယောက်ဖြစ်တဲ့စုံတောက်ကေးကိုအကူအညီတောင်းဖို့ဆုံးဖြတ်လိုက်တော့ပါတယ်။ရအနေငယ်အကြမှာတော့စုံတောက်ကေးဟာရွာကိုရောက်ရှိလာပါတယ်။သူဟာရွာသေးကိုခြေချလိုက်တာနဲ့ရွာသားတွေရဲ့ကြောက်ရွံ့တုန်လှုပ်နေတဲ့အငွေအသက်တွေကိုတန်းပြီးခံစားလိုက်ရပါတယ်။စုံတောက်ကေးတယောက်ရွာလူကြီးအိမ်ကိုရောက်သွားတဲ့အခါမှာတော့ဘလို့စိတ်မချမ်းမြေ့စရာမြင်ကွယ်မျိုးကိုတွေ့လိုက်ရမှာလေ။ရွာလူကြီးလီယန်ဟာမွန်းကိုတွေးဖို့ညှင်းဆန်ခဲ့တဲ့အပြင်သူ့ရဲ့လုံခြုံရေးတွေကပါမွန်းကိုရိုင်းရိုင်းဆိုင်ဆိုင်နှိမ်ထုတ်ခဲ့ကြပါတယ်။ဒါကိုမြင်လိုက်ရတဲ့စုံတောက်ကေးဟာချက်ချင်းပဲကြားဖြတ်ဝင်ရောက်တားဆီးပေးခဲ့ပြီးမွန်းကိုအဲ့ဒီနေရာကနေခေါ်ထုတ်လာခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာစုံတောက်ကေးအတွက်တော့ဒီရွာရဲ့အာဏာပိုင်တွေလက်ပတ်သက်ပြီးတခုခုမှားယွင်းနေပြီဆိုတဲ့အချက်ပြမှုကိုစောစောစီစီရလိုက်တာပါပဲ။မွန်းကတော့စုံတောက်ကေးကိုတွေးလိုက်ရတာကြောင့်အတိုင်းမထိဝမ်းတာသွားပါတယ်။သူမအတွက်တော့ကေးဟာသူမရဲ့တူမလေးနာဂါကိုရှာဖွေပေးနိုင်မယ်တူးတဲ့သောမျောလင့်ချက်ပဲမဟုတ်လားစုံစမ်းစစ်ဆေးမှုရဲ့ပထမဆုံးခြေလှမ်းကိုတော့နာဂါရဲ့အင်ကနေစတင်နေပါတယ်အဲ့ဒီမှာစုံတောက်ကေးဟာနာဂါရဲ့ဖခင်ဖြစ်သူနဲ့တွေ့ဆုံခဲ့ပါတယ်သူ့သမီးကိုနောက်ဆုံးတွေ့ထရတဲ့အချိန်အကြောင်းမေးမြန်းတဲ့အခါမှာတော့အဖေဖြစ်သူရဲ့တုံ့ပြန်မှုကတကယ့်ကိုတုန်လှုပ်စရာပါပဲသူ့သမီးအတွက်စိုးရိမ်ပူပန်ပေးမဲ့အစားနာဂါကတော့တခြားယောက်ျားတစ်ယောက်နောက်ကိုခိုးရပါသွားပြီးထင်တာပဲအလောင်းမှရှာမတွေ့တာလို့ပဲအေးအေးဆေးဆေးပြောနေခဲ့ပါတယ်ဒီဆွဆွဲချက်ကြောင့်မွန်းဟာဒေါသထွက်သွားပြီမြစိတ်ကိုတော့ထိန်းထားနိုင်ခဲ့ပါတယ်အဲ့ဒီနောက်မွန်းကစုံတကဲကိုနာဂါရဲ့အခန်းထဲခေါ်သွားပါတယ်အခန်းကကြည့်လိုက်ရင်တော့တတ်တရရက်ပါပဲဒါပေမဲ့စုံတကဲရဲ့ဆူးရှားတဲ့မျက်လုံးတွေကတော့တခုခုကိုတတိထားမိသွားပါတယ်အဲ့ဒါကတော့ကျမ်းပင်ပေါ်မှာပြန့်ကျဲနေတဲ့ပန်းအိုးကွဲဆက်တွေပါပဲနာဂါဟာအချုပ်တယ်ပြီးပန်းအိုးစုဆောင်တဲ့ဝါသနာလည်းမရှိဘူးလို့မွန်းကရှင်းပြပါတယ်။ဒါဆိုရင်ဒီပန်းအိုးကွဲဆက်ဒေတာဘယ်ကရောက်လာတာလဲ။နောက်ထပ်ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအနေနဲ့လွန်ခဲ့တဲ့ရက်ပိုင်းကအိမ်ထဲကိုတခိုးတယောက်ဝင်ခဲ့ဘူးကြောင့်နာဂါကပြန်လဲခုခံလို့တခိုးရက်လက်မှာတန်ရာရဘူးကြောင့်မွန်းကအမတ်တရားပြောပြပါတယ်။ခိုးယူခံရတာဘာမှမရှိလို့ဒီကိစ္စကိုလက်ဆက်ဖြောက်ထားခဲ့ကြပေမဲ့စုံတောက်ကေးကတော့မှတ်သားထားလိုက်ပါတယ်။မအောင်မြင်တဲ့တခိုးတယောက်ထူးဆန်းတဲ့ပန်းအိုးကွက်ဆက်တွေပြီးတော့ဂယုမဆိုင်တဲ့ဖခင်တယောက်ဒါဟာတာမန်လူပြောက်မှုတစ်ခုမဟုတ်ဘူးဆိုတာသိကြသွားပါပြီ။စုံတောက်ကေးဟာနာဂါပြောက်ဆုံးသွားတဲ့တောအုပ်ထဲကမြစ်ကမ်းသားစီကိုတွားရောက်စစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်။နာဂါရဲ့ဖက်နှက်တွေကိုတွေ့ခဲ့တဲ့နေရာမှာစုံတောက်ကေးဟာထူးဆန်းတဲ့သစ်စေ့တစ်မျိုးကိုတက်တေကန်အထောက်ဖန်ဖြစ်တွေ့ရှိပါတယ်။အဲ့ဒီသစ်စေ့ကိုကင်ပြီးစုံတောက်ကေးတောင်ရွာကနတ်ဆရာစီကိုဥတီသွားတဲ့အခါမှာတော့စုံတောက်ကေးဟာသူ့တွေ့ခဲ့တဲ့တစ်စေကိုနတ်ဆရာစီယူဆောင်လာပြီးစစ်ဆေးခိုင်းခဲ့ပါတယ်။မော်ဆရာကဒါဟာလူကိုမူးယစ်စေရဲ့ဓမ္မမောက်ထုံကျင်သွားစေတဲ့တစ်စေကမျိုးဖြစ်တယ်လို့ရှင်းပြပါတယ်။ဒါပေမဲ့မော်ဆရာကကေးကိုပြင်းပြင်းထန်ထန်တတိပေးလိုက်ပါတယ်။မောင်ရင်ငကားကိုလူတွေဖမ်းသွားတာလို့ထင်နေတယ်တော့မောင်ရင်အကြီးကျယ်မှားသွားလိမ့်မယ်။ဒါဟာဥကောင်းပြတ်နတ်ဆိုးရဲ့လက်ချက်ဆိုတာတရွာလုံးသိတယ်။မကြခင်မှာသူမရဲ့အလောင်းကပေါ်လာတော့မှာပါ။စုံတောက်ကေးကတော့ဒါကိုယုတ်တိဗေဒနီးအားဖြင့်စဉ်းစားပြီးဒီရွာထဲမှာတခုခုကိုဖုံးကွယ်ထားကြတယ်လို့ခန်းစားလိုက်ရပါတယ်။မော်စရာအင်ကနေထွက်လာတဲ့အခါမှာတော့မွန်းဟာသူ့နောက်ကိုတိတ်တဆိတ်လိုက်လာတာကိုကေးသတိထားမိသွားပါတယ်။မွန်းဟာငကာလေးကိုသူမအတွက်ဘလောက်အထိအဖိုးတန်းချောင်းညင်ဖွင့်လာပါတယ်။
နဂါရဲ့အမေဟာငငယ်လေးကတည်းကဖြစ်သွားသလိုအဖေဖြစ်သူဖီးယားကလည်းနဂါကိုသမီးအရင်လိုဘယ်တော့မှအတိမတ်မပြုခဲ့ပါဘူးမွန်းကယောက်ထေးကသာနဂါကိုမြစ်တရာနဲ့ပြုစုပြိုးထောင်ခဲ့တာပါဒါပေမဲ့မွန်းရဲ့ခင်ပုံးကနဂါကိုကြည့်မရတဲ့အကြောင်းနဂါကိုဆက်ပြီးပြုစုနေမယ်ဆိုရင်ကွာရှင်းမယ်လို့ချိန်ထောက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာမွန်းဟာနဂါကိုထားခဲ့ဖို့အတင်းအကြဖိအားပေးခိုင်းခဲ့ရပါတယ်နှစ်တွေအကြာမှာမွန်းဟာခင်ပုံးနဲ့လမ်းခွဲပြီးသူမရဲ့အမားတွေအတွက်နဂါစီကိုပြန်လာခဲ့တာပါဒါပေမဲ့သူတို့နှစ်ယောက်ပြန်ဆုံပြီးရက်ပိုင်းအကြာမှာပဲနဂါဟာလျှို့ဝှက်စွာပျောက်ဆုံးသွားခဲ့ပါတယ်မုံဟာနောင်ထွက်တွေနဲ့အတူသူမသာထားမသွားခဲ့ရင်နဂါလေးဘေးကင်းမှာပဲလို့ခံစားနေရပါတယ်မုံရဲ့စိတ်ရင်းမှနဲ့နောင်ထွက်တွေကိုမြင်လိုက်တဲ့အထက်စုံတောက်ကေးဟာမုံကိုစုံစမ်းစစ်ဆေးမှုမှာအတူတူလိုက်ပါမှုဖိတ်ခေါ်လိုက်ပါတော့တယ်ညရောက်တဲ့အခါမှာတော့ဦးခေါင်းပြက်နှဆိုးရဲ့ခြောက်လှမ်းမှုကြောင့်တရွာလုံးဟာတုတ်တန်တက်စပြင်းဖြစ်သွားပါတယ်ရွာသားတွေဟာတကားတွေကိုလုံအောင်ပိတ်မော်စရာပေးထားတဲ့လက်ဖွဲ့တွေကိုအိမ်ရှိမှာချိတ်ဆွဲထားကြပြီးဘသူမှအပြင်မထွက်ရကြပါဘူးရွာမှာခတ်တတဲခိုနေတဲ့စုံတုံကေးလေးဒီကြောက်မဲ့ဖွယ်ကောင်းတဲ့အငွေ့အသားတွေကိုခန်းစားနေရပါတယ်ပင်ပန်းလွန်းလို့အိမ်ပျော်သွားတဲ့အခါမှာတော့ထိတ်လန့်စရာတွေဟာသူ့ရဲ့အတိစိတ်ထဲအထိကျူးကျော်ဝင်လာပါတယ်ကေးဟာမျက်နှာမှာရပ်ပြီးတဲ့အကြောင်းအိမ်မက်မှတ်ပါတယ်အဲ့ဒီမှာသူမြင်လိုက်ရတာကတော့မြေရဲထဲမှာမျောနေတဲ့နဂါးရဲ့ပြက်တောက်နေတဲ့ဦးခေါင်းကြီးပဲဖြစ်ပါတော့တယ်ပိုပြီးကြောက်စရာကောင်းတာကအဲ့ဒီဦးခေါင်းရဲ့မျက်လုံးတွေကပွင့်နေပြီးပါဇက်ကလည်းကေးကိုကူညီဖို့အော်ဟစ်နေတာပါပဲစုံနောက်ကဲတကိုယ်လုံးချွေးစေးတွေကဲပြီးလက်နိုးလာဟေးပါတယ်ဒါဟာရိုးရိုးအိမ်မက်ဆိုတခုလားဒါမှမဟုတ်မကျွတ်မလွတ်သေးတဲ့နာဂရဝိညာဉ်ကပေးတဲ့တဲလွန်စားလားဆိုတာသူမဝေခွဲနိုင်ဖြစ်နေပါတယ်မိုးလင်းနံနဲ့ကေးဟာအချိန်မဆွဲပဲမိုးနဲ့အတူတဲလွန်စားရီကိုထက်ရှာပါတယ်အဲ့ဒီမှာစိတ်နှောက်ယှက်ဖြစ်စရာအချက်လက်တစ်ခုကိုသိလိုက်ရပါတယ်နာဂပျောက်ဆုံးသွားတဲ့နေ့မှာထူမဟာရွာလူကြီးရဲ့သမီးတူရွက်နဲ့အပြင်းအထန်စကားများဟဲ့ကြတယ်ဆိုတာပါပဲကင်းနဲ့မွန်းတို့ဟာတူရွက်ကိုတွားရောက်မေးမြန်းတဲ့အခါမှာတော့တူရွက်ကဒါဟာကိစ္စအသေးအမွှားလေးပါလို့ညင်းဆိုပါတယ်နာဂကသူမမှားထားတဲ့အထက်အယောင်ကိုမှားလုံးပြီလို့ငွေမပေးတာကြောင့်နာဂကတူရွက်ရဲ့ဆေးဆက်ထားသူတက်စီမှာအကျွေးသွားတောင်းမယ်လို့ချိန်မြောက်သွားခဲ့တာပါဒါကြောင့်နာဂကတက်စီကိုသွားခဲ့ဖို့အရန်ကိုသေးချနေပါပြီကေးရတက်အကြောင်းစုံစမ်းကြည့်တဲ့အခါမှာတော့သူဟာပန်းအိုးနဲ့ပန်းကန်းဖျားတွေလုတ်တဲ့အိုးလုတ်သေးတယောက်ဖြစ်နေပါတယ်ဒီအချက်ကနာဂရဲ့အခန်းထဲမှာတွေ့ခဲ့တဲ့ထူးဆန်းတဲ့ပန်းအိုးကွဲစီတွေကိုချက်ချင်းသတိရသွားစေပါတယ်အဲ့ဒီပန်းအိုးဟာတက်လုတ်ပေးထားတာဖြစ်ဖို့များနေပြီလေအခုဆိုရင်တန်တရာတွေကတက်စီကိုအပြင်းထန်ဦးတည်နေပါပြီကင်းနဲ့မွန်းတို့တက်ရက်အိမ်ကိုသွားတဲ့အခါမှာတော့တအိမ်လုံးကတိတ်ဆိတ်ချုပ်ချားနေပါတယ်ကြောက်နေတဲ့မွန်းကိုအပြင်မှာစောင့်ခိုင်းပြီးကေးတယောက်ထဲမှောင်မဲနေတဲ့အလုပ်ရုံထဲကိုဝင်သွားခဲ့ပါတယ်အဲ့ဒီအထဲမှာကေးဟာဦးခေါင်းပြတ်နှက်ဆိုးကနာဂကိုရိုက်နှက်နေတဲ့ပုံရိပ်ကြီးကိုရုတ်တရက်မြင်လိုက်ရပြီးချက်ချင်းပဲအဲ့ဒီပုံရိပ်ကပျောက်ကွယ်သွားပါတယ်အလုပ်ရုံနောက်ဘက်ကအတန်းကြောင့်ကေးတတိပြန်ဝင်လာပြီးအဲ့ဒီမှာတက်နဲ့ထိတ်တိုက်တိုးပါတော့တယ်ကေးကတက်ကိုနာဂပျောက်ဆုံးမှုရဲ့တရားခံအဖြစ်တိုက်ရိုက်ဆွတ်ကြပြီးသူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကိုမေးမြန်းပါတော့တယ်နောက်ဆုံးမှာတော့တက်ဟာသူ့ရဲ့လူဝက်ချော့ကိုဝင်ကန်လိုက်တာပါတယ်သူဟာနာဂကိုတကယ်ချစ်တာဖြစ်ပြီးနာဂကိုလက်ထပ်ဖို့အတွက်တူရွက်နဲ့ဆေးဆက်ထားတာကိုဖျောက်သိမ်းဖို့ပါရည်ရွယ်ထားခဲ့တာပါဒါပေမဲ့သူတို့ရဲ့အချစ်ဟာသဘောတူညီမှုမရတာတွေချင်းမြောက်မှုတွေနဲ့အဟန့်အတားခံခဲ့ရပါတယ်ရွာလူကြီးမိသားစုကသူတို့ရဲ့ဖောက်ပြန်မှုကိုတည်ထားတဲ့အခါမှာတကယ်လို့တက်တာစိတ်ဆက်ပွဲကိုဖျက်သိမ်းမယ်ဆိုရင်တက်နဲ့နာဂါတို့နှစ်ယောက်လုံးရဲ့ဘဝကိုဖျက်ဆီးပစ်မယ်လို့ချင်းမြောက်ခဲ့ကြပါတယ်တက်တဲ့ကဝန်ခံချက်ကိုကြားပြီးနောက်မှာတော့စုံတော့ကင်းနဲ့မွန်းတို့ဟာရွာလူကြီးမိသားစုဟာသူတို့ရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်နာဂါကိုဖျောက်ချက်ပစ်ခဲ့တဲ့တရားခံအစ်စ်တွေဖြစ်နိုင်တယ်လို့ကောက်ချက်ချလိုက်ပါတယ်သူတို့ဟာရွာလူကြီးအိမ်ကိုပြန်သွားပြီးရွာလူကြီးလီယန်သူ့ဇနီးဘန်းနဲ့သမီးဖြစ်သူတူရက်ကိုစစ်မေးပါတော့တယ်သူတို့ကတက်ကိုဒေါသထွက်တာမှန်ပေမဲ့နာဂါကိုနာကျင်အောင်မလုပ်ခဲ့ဘူးလို့ညင်းဆိုကြပါတယ်အဲ့ဒီအစားတူရက်ကတုံလုတ်စရာအချက်လက်အစ်တစ်ခုကိုထုတ်ပြောလိုက်ပါတယ်တက်ကလူလိမ်မှာသူကနာဂါကိုချစ်လို့လက်ထပ်ချင်တာမဟုတ်ဘူးနာဂါမှာသူ့ကိုယ်ဝင်ရှိနေတာကိုသိသွားတော့ကြောက်ပြီးလှုပ်တာဒီတည်င်းကအချင်းဤအားလုံးကိုပြောင်းလဲပစ်လိုက်ပါတယ်နာဂါမှာတက်တဲ့ကိုယ်ဝင်ရှိနေပြီလေအခုဆိုရင်လူသက်ဖို့ခိုင်လုံတဲ့အကြောင်းပြချက်တွေကဗတ်ပေါင်းစုံမှာရှိနေပါပြီပထမတစ်ခုကတက်ဟာသူ့ရဲ့ဖောက်ပြန်မှုတပ်တဲ့နဲ့မလိုချင်တဲ့ကလေးကိုဖျောက်ဖျက်ဖို့အတွက်နာဂါကိုတတ်လိုက်တာဖြစ်နိုင်ပါတယ်ဒါမှသာသူဟာချမ်းသာတဲ့ရွာလူကြီးသမီးနဲ့ဆက်ပြီးလက်ထပ်လိုက်မှာမဟုတ်လားဒုတိယတစ်ခုကတော့ရွာလူကြီးမိသားစုဟာကိုဝင်ကိစ္စနဲ့အရှုပ်ထွေးတွေကြောင့်သူတို့သမီးရဲ့စစ်ဆက်ပွဲမဖြစ်စည်းအောင်ဂုံတိတ်ခါကိုထိမ့်ဖို့အတွက်နာဂါကိုဖျောက်ပစ်တာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒါရီအားလုံးကခိုင်လုံတဲ့သက်သေမရှိသေးတဲ့တန်တရားတွေသာဖြစ်နေပါသေးတယ်။
အဲ့ဒီအချိန်မှာကေးဟာမိကြနေခဲ့တဲ့တဲလွင်စီတစ်ခုကိုတတိယသွားပါတယ်အဲ့ဒါကတော့တခိုးပါပဲနာဂါမပြောက်ဆုံးခင်ရက်ပိုင်းမှာအိမ်ထဲဝင်ခဲ့တဲ့တခိုးကထူးဆန်းစွာဘာမှမခိုးသွားပဲနာဂါနဲ့တိုက်ခိုက်ရလက်မှာဒဏ်ရာရသွားပါတယ်ကေးကကောက်ချက်တစ်ခုချလိုက်ပါတယ်တက်ကသူတို့ရဲ့ပတ်သက်မှုကိုဖုံးကွယ်ဖို့နာဂါကိုသူ့ပေးထားတဲ့ပန်းအောကိုပြန်ယူခိုင်းဖို့တခိုးလွတ်တာဖြစ်နိုင်တယ်လို့ဒါမှမဟုတ်ရွာလူကြီးမိသားစုကနာဂါကိုရှင်းပစ်ဖို့အတွက်တခိုးရောင်ထားတဲ့လူသက်မဲကိုငှားရမ်းထားတာလည်းဖြစ်နိုင်ပါတယ်သူပဲကြိုးကင်တော့အမှန်တရားရဲ့တော့ခဲကတော့အဲ့ဒီဒဏ်ရာရနေတဲ့တခိုးရဲ့လက်ထဲမှာပဲရှိပါတော့တယ်အမှန်တရားကိုသိနိုင်ဖို့အတွက်လက်မှာဒဏ်ရာရထားတဲ့တခိုးကိုရှာဖွေဖို့ကစုံတော့ကေးအတွက်တခုတည်းတော့နီးလန့်ပါပဲကေးနဲ့မွန်းတို့ကတန်တရားရှိတဲ့ရွာသားတွေရဲ့လက်တွေကိုလိုက်လံစစ်ဆေးဖို့ဖြူဟာမြောက်စော့တင်လိုက်ကြပါတယ်။နောက်ဆုံးမှာတော့သူတို့ရဲ့ရှာဖွေမှုကအောင်မြင်သွားပါတယ်။တခိုးမှုတွေကြောင့်ရွာပြင်ကိုနှင်ထုတ်ခံထားတဲ့တုံဆိုတဲ့လူတစ်ယောက်ရဲ့လက်မှာလက်လက်ဆက်ဆက်ဒဏ်ရာတစ်ခုကိုတွေ့လိုက်ရပါတယ်။ကေးရဲ့စစ်မေးမှုအောက်မှာတော့တုံဟာအရှုံးပေးပြီးအဲ့ဒီညာကနာဂါရဲ့အိမ်ကိုဖောက်ထွင်းခဲ့လာသူမှန်ကြောင်းဝန်ခံလိုက်ပါတယ်။တက်တဲ့အနေနဲ့နာဂါရဲ့လက်ကောက်ကိုပါသူ့ရဲ့တဲ့အိုးပြက်ထဲမှာရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့နာဂါကိုတတ်ဖို့ဘဒူငားတာလဲလို့မေးတဲ့အခါမှာတော့တုံကပြစ်ပြစ်သားသားညှင်းဆိုပါတယ်။သူဟာပတ်စံအယမ်းလိုနေလို့ခိုးတာတာဖြစ်ပြီးဘဒူးမှခိုင်းတာမဟုတ်ဘူးလို့အခိုက်အမာပြောပါတယ်။ဒါပေမဲ့တုံဟာအဲ့ဒီညကသူမြင်ခဲ့ရတဲ့တကယ်ကိုတုံလွတ်စရာကောင်းတဲ့အချက်အလက်တစ်ခုကိုပြောပြလိုက်ပါတယ်။ကျွန်တော်ငကားအိမ်ကနေထွက်ပြေးလာတဲ့အချိန်မှာရွာလူကြီးကတော့ဗီဟောင်နဲ့နာဂါရဲ့အဖေဖီယာကိုဖီရောက်တိတ်တဆိတ်ချင်းထွေနေလာကိုမြင်ခဲ့ရတယ်။အမှန်တော့ဖီယာနဲ့ဗီဟောင်တို့ဟာနှစ်အတော့အကြအောင်ဖောက်ပြန်နေခဲ့ကြတာမှာအဲ့ဒီညကနာဂါဟာသူမရဲ့အဖေအရင်ကရွာလူကြီးကတော့နဲ့ဖောက်ပြန်နေတာကိုလူမိသွားခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်ကဲရဲ့တန်တရားတွေကရွာလူကြီးကတော့ဗီဟောင်စီကိုရောက်သွားပါပြီ။သူမဟာဒီကိစ္စအားလုံးရဲ့နောက်ွယ်ကကြိုးကြိုက်သူထင်မယ်လို့သူထင်နေပါတယ်။ဗီဟောင်ကိုထိတ်တိုက်ဆိုင်တဲ့အခါမှာတော့သူမကဝင်မခံပဲကိုပလဲလဲခုခံပြောဆိုပါတယ်။အဲ့ဒီညကနာဂါကိုတွေ့ခဲ့တာမှန်ပေမဲ့သူမရဲ့သမီးဆေးဆက်ထားသူတက်နဲ့ဝေးဝေးနေဖို့ချင်းချောက်ခဲ့တာပဲရှိတယ်လို့ဆိုပါတယ်။ကေးနဲ့မွန်းတို့ဟာတခြားသက်သေတွေကိုထပ်မံစုံစမ်းတဲ့အခါမှာတော့တောအုပ်အလေမှာနာဂါနဲ့သူရက်တို့တွေ့ဆုံနေတဲ့မျက်မြင်သက်သေတယောက်ရှိနေတာကိုသိလိုက်ရပါတော့တယ်။စုံတော့ကေးဟာသူရက်ကိုအထောက်ထားတွေနဲ့ထိတ်တိုက်ရင်ဆိုင်စစ်မေးပါတော့တယ်။အခြေအနေတွေကြားမှာပိတ်မိသွားတဲ့သူရက်ဟာနောက်ဆုံးမှာတော့အရာအားလုံးကိုဝန်ခံလိုက်ရပါတယ်။သူမဟာဝင်တိုစိတ်တွေကြောင့်နာဂါနဲ့တောအုပ်ထဲမှာစကားများခဲ့ကြပြီးရုံရင်းဆန်ခတ်ဖြစ်ရင်နာဂါကိုတွန်းထုတ်လိုက်တဲ့အခါနာဂါရဲ့ဦးခေါင်းဟာမြစ်ထဲကကြောက်တုံးနဲ့အရှိန်ပြင်းပြင်းရိုက်မိသွားခဲ့ပါတယ်။နာဂါတီသွားပြီလို့ထင်မှတ်သွားတဲ့တူရက်ဟာထိတ်လန့်တုန်လို့ပြီးအလောင်းကိုထားခဲ့ကထွက်ပြေးခဲ့ဟာပါအမှုကတော့အပြေပေါ်သွားပါပြီမြို့ကရဲတပ်ဖွဲ့တွေရောက်လာပြီးတူရက်ကိုလူသက်မှုလူသေးစေမှုတို့နဲ့ဖမ်းဆီးသွားခဲ့ပါတယ်မွန်းကတော့ဒီအဖြစ်မှန်ကိုသိလိုက်ရတဲ့အခါမှာအသေးအံငိုကြွေးပါတော့တယ်ဒါပေမဲ့စုံတော့ကေးရဲ့စိတ်ထဲမှာတော့တန်တရားတစ်ခုကျန်နေပါသေးတယ်တူရက်ကအလောင်းကိုအဲ့ဒီအတိုင်းထားခဲ့တာဆိုရင်နာဂါရဲ့အလောင်းကဘယ်ရောက်သွားတာလဲဘသူကအလောင်းကိုရွှေ့လိုက်တာလဲတရားခံကိုဖမ်းမိသွားပြီမယ်နာဂါရဲ့ရောက်အလောင်းပျောက်ဆုံးနေမှုကတော့အပြေမရှိတဲ့မေးခွန်းကြီးတစ်ခုဖြစ်နေစေပါအဲ့ဒီညမှာလေဖမ်းဆီးမှုတွေပြီးလို့ကေးတယောက်ထဲသမင်းစားနေတော့ပတ်ဝန်းကျင်အခြေအနေကရုတ်တရက်ပြောင်းလဲသွားပါတယ်သူ့ရဲ့အခန်းထဲကိုတဆုံတယောက်ဒါမှမဟုတ်တစ်ခုခုကျူးကျွားဝင်ရောက်လာတာကိုသူခံစားလိုက်ရပါတယ်သူနောက်လှည့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရှေ့မှာရက်နေတာကဦးကောင်းပြက်နတ်ဆိုးကြီးပါပဲပိုပြီးထိတ်လန့်စရာကောင်းတာကအဲ့ဒီတတဝါကြီးဟာနာဂါရဲ့ပြတ်တောက်နေတဲ့ဦးကောင်းကိုကင်ထားပြီးကေးရဲ့ရှေ့တဲမှာပဲအငန်းမရဝါမျိုးနေတာပါပဲဒါဟာအိမ်မက်မဟုတ်ပါဘူးနတ်ဆိုးကြီးကသူ့စီကိုခုံအုပ်လာတဲ့အချိန်မှာကေးဟာအလန့်တကြားအော်ဟစ်လိုက်ပါတော့တယ်ကန်ကောင်းထောက်မှစွာနဲ့အနားကရဲဘော်တွေကြားသွားပြီးအခန်းထဲကိုချိုးဖြတ်ဝင်ရောက်လာလို့ကေးအသက်ဘေးကလွတ်ထရပါပဲဒါပေမဲ့ထူးဆန်းတာကတော့ရဲဘော်တွေအခန်းထဲကိုဝင်လာတဲ့ခဏမှာပဲအဲ့ဒီနတ်ဆိုးကြီးဟာဘာအစအနမှမကြမ်းပဲပျောက်ကွယ်သွားပါတယ်ဒီဖြစ်ရက်ကစုံတော့ကေးကိုဒါဟာစိတ်အာယုံခြောက်ခြားတာမဟုတ်ပဲတကယ့်ကိုထူးဆန်းတဲ့အင်အားစုတစ်ခုပါဝင်ပတ်သက်နေပြီဆိုတာကိုအခိုင်အမာယုံကြည်သွားစေပါတယ်ကဲဟာသူ့ရဲ့လုတ်ဖော်ကိုင်းဖက်တွေကိုဒီနတ်ဆိုးရဲ့ရာဇဝင်နဲ့ဘာကြောင့်ရှိနေရတာလဲဆိုတာကိုအသေးစိတ်စုံစမ်းဖို့အမိန့်ပေးလိုက်ပါတယ်ရွာရဲ့ဟောင်းနှွမ်းနေတဲ့မြက်တန်းတွေကိုပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့တုံလုတ်ခြောက်ခြားစရာကောင်းတဲ့သမိုင်းဖြစ်ရက်မှန်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်
လွန်ခဲ့တဲ့နှစ်ပေါင်း30ကဒီရွာမှာသွေးချောင်းစီးတဲ့အဖြစ်ဆိုးကြီးတစ်ခုဖြစ်ပွားခဲ့ပူပါတယ်။လူပေါင်း14ယောက်ရှိတဲ့မိသားစုကြီးတစ်ခုဟာရွာကိုတစ္ဆာဖောက်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ဘာတရားစီရင်မှုမှမရှိဘဲမိကန်းသားကိုအတင်းအဓမ္မဆွဲခေါ်သွားခြင်းခံခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ရွာသားတွေဟာသူတို့ကိုတယောက်ပြီးတယောက်ဂုံးချက်တက်ဖြစ်ခဲ့ကြပါတယ်။အဲ့ဒီလိုအစုလိုက်အပြုံးလိုက်အသက်ခံရသူတွေရဲ့ဝိညာဉ်တွေဟာစူပေါင်းပြီးတော့ဦးကုန်းဖြတ်နှဆိုးအဖြစ်နဲ့ကျင်းစာတက်နေတဲ့မြစ်ကြီးမှာချောက်လိုက်နေကြတာပါ။ဒါပေမဲ့ထူးဆန်းတဲ့အချက်ကဒီဒန်ဒရီကနှစ်ပေါင်း30ရှိနေပြီဖြစ်ပေမဲ့ဘာကြောင့်လွန်ခဲ့တဲ့9နှစ်နဲ့10နှစ်အတွင်းမှာမှဒီနှဆိုးကပိုပြီးတောင်းကြလာရတာလဲပြီးတော့ဘာဖြစ်လို့စုံတော့ကေးကိုမှပြစ်မှတ်ထားချောက်လက်နေရတာလဲကေးဟာရုပ်တိဗေဒနာနဲ့ထူးဆန်းတဲ့အကြားအမြင်တွေကြားမှာဗျာများနေတော့ရွာလူကြီးအိမ်မှာတော့ပြဿနာတွေအကြီးအကျယ်တက်နေပါတယ်ရွာလူကြီးကတော့ဘီဟောင်ဟာအသေးအံဖြစ်နေပြီးသူမရဲ့ခမင်းလီယမ်ကိုအကူအညီတောင်းပေမဲ့လီယမ်ကတော့ဒီကိစ္စမှာထပ်မံပါဝင်ပတ်သက်ဖို့ညှင်းဆန်လိုက်ပါတယ်အဲ့ဒီအချိန်မှာဘီဟောင်ရဲ့အစီခံကတုံလုတ်စရာသတင်းတစ်ခုကိုယူဆောင်လာပါတယ်နာဂါကိုတတ်ဖို့ဘီဟောင်ငှားရမ်းခဲ့တဲ့လူကနာဂါကိုတကယ်တတ်မခဲ့ပါဘူးအခုတော့အရာအလုံးရဲ့နောက်ွယ်ကကျိုးကင်သူအစ်စ်ဟာဘီဟောင်ထစ်တယ်ဆိုတာပေါ်သွားပါပြီအတိတ်ကိုခဏလောက်ပြန်သွားကြည့်ရအောင်တော့ဥမှာတူရက်ကနာဂါကိုတွန်းပစ်လိုက်လို့နာဂါတတိမမေ့သွားတဲ့အချိန်မှာတူရက်ဟာကြောက်ပြီးထွက်ပြေးသွားပါတယ်ဒါပေမဲ့ဇက်လန်းကအဲ့ဒီမှာတင်ပြီးသွားမှာမဟုတ်ပါဘူးတူရက်ကတော့ကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ပေမဲ့ကန်ဆိုတာကဗီဟောင်ရဲ့အစီခံဟာအဲ့ဒီဖြစ်ရက်ကိုမြင်သွားပြီးသူမကိုပြန်တိုင်ခဲ့တာပါဗီဟောင်ဟာနာဂါကိုကူညီမဲ့အစားဒါဟာနာဂါကိုသူမဘဝထဲကနေထာဝရဖေရှားပေးဖို့အခွင့်ကောင်းမဲလို့မြင်လိုက်ပါတယ်သူသမီးရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက်ဗီဟောင်ဟာသူမရဲ့အစီခံကိုပတ်စံပေးပြီးလူသက်သမားတယောက်ငှားလိုက်ပါတယ်အဲ့ဒီလူသက်သမားကတော့တခြားသူမဟုတ်ပါဘူးအစောပိုင်းကအဖမ်းခံခဲ့ရတဲ့သူကိုတောင်မဲထင်နေပါတော့တယ်ဒါပေမဲ့တောင်ဟာအရန်ကိုကောက်ကျစ်တဲ့ကောင်ပါတောအုပ်ထဲမှာတတိမိတ်နေတဲ့နာဂါကိုတွေ့တဲ့အခါသူ့ခေါင်းထဲမှာရုပ်မာတဲ့အကြံတစ်ခုပေါ်လာပါတယ်ဗီဟောင်ခိုင်းတယ်လို့နာဂါကိုမတတ်ပဲတိတ်တဆိတ်ဖမ်းဆီးထားလိုက်ပါတယ်သူ့ရဲ့အစီအစဉ်ကနာဂါကိုအတုံးချပြီးရွာလူကြီးကတော်စီကနေပတ်စံတွေကိုအကြိမ်ကြိမ်ချင်းဖြန့်ငွေညက်ထိုးပါပဲတဲလွန်စာအားလုံးဟာတောင်စီကိုပြန်ညွှန်းနေတာကြောင့်စုံတောက်ကိန်းနဲ့မွန်းတို့ဟာသူ့နောက်ကိုတိတ်တဆိတ်လိုက်ခဲ့ကြပါတယ်တကယ်လေတောင်ဟာဗီဟောင်ကိုထပ်မံငွေညက်နေတာကိုတွေ့လိုက်ရပါတယ်ခမည်းပတ်စံထပ်မပြီးရင်အသက်ရှင်နေတဲ့နာဂါကိုရွာသားတွေရှိခေါ်သွားပြီးခမည်းတို့ရဲ့အဆက်မဲတဲ့လုံရက်တွေကိုအကုန်ဖွင့်ပြောပြမယ်လို့သူကချင်းချောက်နေခဲ့တာပါတောအုပ်ထဲကအဲ့ဒီလူဝက်တွေးဆုံပွဲမှာဗီဟောင်သူမရဲ့အစီခံနဲ့တောင်တို့၃ယောက်သားအခြေအတင်ဖြစ်လာပါတယ်ဗီဟောင်ရဲ့အစီခံကသူ့ကိုတစ္ဆာဖောက်တော့မယ်ဆိုတာသိလိုက်တာနဲ့တောင်ဟာအဲ့ဒီနေရာမှာတင်အစီခံကိုတတ်ပစ်လိုက်ပါတယ်အကြက်တဲနဲ့ရောက်သွားတဲ့ဗီဟောင်ဟာနာဂါကိုသူမလက်နဲ့ကိုယ်တိုင်တတ်နိုင်ဖို့အတွက်တောင်စီမှာအတနာခံပြီးရှိသမျှပတ်စံတွေအကုန်ပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်တောင်ကလည်းသဘောတူလိုက်ပြီးနာဂါကိုဖမ်းထားတဲ့နေရာကိုသူတို့နှစ်ယောက်ထွက်လာခဲ့ကြပါတယ်ဗီဟောင်ကနာဂါကိုတတ်ဖို့ပြင်နေတဲ့အချိန်မှာလဲစုံတောက်ကေးနဲ့မွန်းတို့ရောက်ရှိလာပါတော့တယ်ပြင်းထန်တဲ့တိုက်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်ကေးကတောင်ကိုတယောက်ချင်းရင်ဆိုင်တိုက်ခိုက်နေချိန်မှာမွန်းကတော့ဗီဟောင်ရဲ့အန်ဒီယာကနေနာဂါကိုကယ်တင်နိုင်ခဲ့ပါတယ်Con điên này mà vậy? နောက်တစ်နေ့မှာတော့မောင်မဲနေတဲ့လူဘတ်ချက်အောင်လုံးဟာအလင်းပေါ်ရောက်လာပါတော့တယ်။ဘီဟောင်ကိုလူတက်ရန်အားထုတ်မှုနဲ့ရက်တက်ဖိုက်ကဖမ်းဆီးလိုက်တယ်လို့တက်ကလည်းတူရက်နဲ့ဆိတ်ဆက်ထားတာကိုဖျက်သိမ်းပြီးနာကားနဲ့သူမရဲ့ရင်သွေးလေးစီပြန်လာနိုင်ခဲ့ပါတယ်။ရွာကလေးဟာအရင်လိုပဲပြန်လဲအေးချမ်းသွားခဲ့ပါပြီ။ဒါပေမဲ့စုံထောက်ကေးအတွက်တော့ဒီအမှုကမပြီးဆုံးသေးပါဘူး။သူ့ကိုအမြဲခြောက်လန့်နေတဲ့မိခွန်းတစ်ခုကတော့သူခဏခဏမြင်နေရတဲ့နတ်ဆိုးကဘာလဲဘသူလဲဆိုတာပါပဲမွန်ကကေးကိုအိမ်ပြန်လိုက်ပို့ပြီးရင်ပြောလိုက်တဲ့စကားတခွန်းဟာအဖြစ်အားလုံးရဲ့တော့ချက်ထိလာပါတယ်မွန်ကကေးမြင်နေရတဲ့နတ်ဆိုးကိုသူမကိုလိုက်တခါမှမမြင်ဘူးလို့ဆိုပါတယ်ဒါပေမဲ့ရွာသားအားလုံးကနတ်ဆိုးဘေးကကာကွယ်ဖို့နတ်ဆရာပေးတဲ့ကာကွယ်စည်းရည်ကိုတောက်ကြတာလေမွန်ဟာကေးရဲ့ကျမ်းမာရေးကိုစိုးရိမ်တာကြောင့်အဲ့ဒီစည်းရည်ကိုကေးရဲ့အစားအစာထဲမှာညတိုင်းတိတ်တဆိတ်ထည့်ပြီးခဲ့တာပါဒါပေမဲ့ထူးဆန်းတာကမွန်းကိုယ်တိုင်ကတော့အဲ့ဒီစီကိုတခါမှမတောက်ခဲ့ပါဘူးဒီစကားကိုကြားလိုက်ရတဲ့အခါကေးဟာထိတ်လန့်သွားပြီးကြံနေတဲ့ဈေးရီကိုချက်ချင်းစစ်ဆေးကြည့်ပါတော့တယ်အဲ့ဒီမှာပဲကြောက်စရာကောင်းတဲ့အမှန်တရားကြီးပေါ်လာပါတော့တယ်ဒီအရေးဟာကာကွယ်ဆေးမဟုတ်ပဲစောစောကကေးရှာတွေ့ခဲ့တဲ့တစ်စေးတွေနဲ့လှုပ်ထားတဲ့ပြင်းထန်တဲ့စိတ်ချောက်ကြစေသောဆေးဝါးသာထိနေပါတယ်အချိန်လုံးရွာကိုခြောက်လန့်နေတာနတ်ဆိုးမဟုတ်ပါဘူးရွာသားတွေကခေါင်းပြနတ်ဆိုးကိုမြင်နေရပြီးကြောက်လန့်နေရတာနတ်ဆိုးကြောင့်မဟုတ်ဘဲသူတို့အားလုံးအစိတ်ခတ်ထန်ထားလို့ပဲဖြစ်ပါတယ်
ဒီကိစ္စအားလုံးရဲ့နောက်ွယ်မှာကြိုးကိုင်သူကတော့တခြားသူမဟုတ်ဘဲနတ်ဆရာကိုယ်တိုင်ပါပဲကဲဟာရွာတဲ့သမိုင်းကိုထက်ပြီးအသေးစိတ်နှိမ့်နှိမ့်ချွတ်ချွတ်စုံစမ်းကြည့်တဲ့အခါမှာတော့မိကြံနေတဲ့နဟေးကြီးဆုံးအချက်တစ်ခုကိုသိလိုက်ရပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း30ကခေါင်းပြတ်တက်ခံခဲ့တဲ့မိသားစုဟာလူ14ယောက်မဟုတ်ဘဲအမှန်တော့15ယောက်ပါကလေးငယ်တယောက်ဟာအသက်ဘေးကလွတ်မြောက်ခဲ့ပြီးသူ့မိသားစုဝင်တွေအကုန်လုံးမြစ်ကမ်းနားမှာခေါင်းပြတ်တက်ခံရတာကိုမျက်စိနဲ့တက်အပ်မြင်တွေ့ခဲ့ရတာပါအဲ့ဒီနေ့ပါပဲအဲ့ဒီကလေးငယ်ဟာလက်စားချီဖို့ကျင်းဆိုခဲ့ပါတယ်သူဟာရွာကထွက်ခွာသွားပြီးအစိတ်အသက်ပညာတွေကိုသင်ယူခဲ့ပါတော့တယ်နှစ်အတော်ကြာပြီးနောက်မှာတော့အဲ့ဒီကလေးငယ်ဟာနတ်ဆရာတယောက်အဖြစ်ရုပ်ဖြတ်ပြီးရွာကိုပြန်ရောက်လာခဲ့ပါတယ်သူ့ရဲ့အစီအစဉ်ကပါနတ်တလို့အရန်လဲရက်ဆက်ပါတယ်သူဖော်ဆက်ထားတဲ့ဆေးဝါးတွေကိုအသုံးချပြီးရွာသားတွေကိုဦးခေါင်းပြတ်နတ်ဆိုးကြီးမြင်နေရအောင်စိတ်ချောက်ချမှုတွေဖန်တီးခဲ့တာပါဆေးဝါးတွေနဲ့ကြောက်စိတ်သူရဲ့လွှမ်းမိုးမှုအောက်မှာနတ်ဆရာဟာရွာသားတွေကိုစိတ်ကြိုက်ချဲလှယ်နိုင်ခဲ့ပါတယ်ဒီနီးလန်းကိုသုံးပြီးတော့သူ့ရဲ့ရန်သူတွေကိုတယောက်ပြီးတယောက်ခေါင်းဖြတ်တက်ပြီးလက်စားချေခဲ့ပါတယ်အတိတ်ကသူ့မိသားစုကိုရွာသားတွေခေါင်းဖြတ်တက်ခဲ့တယ်လို့မျိုးသူကလည်းအတိအကျပြန်လုပ်ပြခဲ့တာပါပဲရွာသားတွေကတော့ဒီခေါင်းဖြတ်တက်မှုတွေဟာနတ်ဆိုးရလက်ချက်လို့ပဲထင်မှတ်နေကြတာပါတကယ်တော့နတ်ဆိုးဆိုတာတခါမှမရှိခဲ့ပါဘူးအရာအားလုံးဟာနတ်ဆရာရဲ့လက်စားချီမှုတတ်တတ်တာဖြစ်ပါတယ်စုံတော့ကင်တဲ့ရဲတပ်ဖွဲ့ဟာနတ်ဆရာရဲ့တဲကိုချက်ချင်းဝင်ရောက်စီးနှင်းခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီတဲကိုလေးဟာဘာအစာအနာမှမရှိပဲဗလာချင်းနေခဲ့ပါတယ်တကယ်လူသက်သမားအစ်စ်ချက်တဲ့နတ်ဆရာဟာလွတ်မြောက်သွားခဲ့ပါပြီဇက်ကိုင်းရဲ့အဆုံးသတ်မှာတော့စုံတော့ကေဟာတင်းစိတ်စွာရက်နေရင်နဲ့ရွာကိုဖျက်ဆီးခဲ့တဲ့ထိတ်လန့်စရာအင်အားစုဆိုတာနောက်ဘဝကလာတဲ့တတ်တော်မဟုတ်ပဲဆယ်စုနှစ်နဲ့ချီပြီးအညိုးအတေးတွေကိုရင်ထဲမှာအောင်းထားခဲ့တဲ့လူသားတယောက်သာဖြစ်တယ်ဆိုတာကိုနားလည်သွားပါတော့တယ်ဒီလိုနဲ့ပဲဦးကောင်းပြတ်နတ်ဆိုးရဲ့ဇလံဟာဒီနေရာမှာတင်ပြီးဆုံးသွားပါတော့တယ်